Hello ဒီနေ့ကတော့ကျွန်တော်ပေါ့နော်ကျွန်တော်တပည့်တွေတော်တော်များများကျွန်တော်ချက်ပေါက်မှာလာမေးကြတယ်ပြီးတော့အတိမိတ်ဆွေတော်တော်များများကျွန်တော်ကိုချက်ပေါက်မှာလာပြောကြတာပေါ့နော်ပကြီးအခြေခံနဲ့ပတ်သက်ပြီးတော့ဘာတွေကိုလေ့လာမလဲနောက်ပြီးလို့ရှိရင်ဘယ်လိုစပြီးတော့ဆွဲရမလဲဒါတွေကိုလာပြောကြတယ်ပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုဖိုင်လေးတစ်ခုလုပ်ပေးပါမယ်နောက်ပြီးကြလို့ရှိရင်ကျွန်တော်ဒီပကြီးအခြေခံနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေတစားကျွန်တော်အားရင်အားသူ edit လုပ်ပြီးတော့တင်ပေးသွားမယ်ပေါ့နော်ပထမအဆုံးအနေနဲ့ကတော့ကျွန်တော်တို့တွေပကြီးအခြေခံမှာ10ချက်ပေါ့နော်အဓိကကတော့10ချက်ရှိရပေါ့နော်အဲဒီ10ချက်ကိုကျွန်တော်တင်ပေးသွားမယ်ဆိုတော့ကျွန်တော်တို့တွေစပြီးတော့လေ့လာလိုက်ရအောင်ပေါ့နော်ဆိုတော့နံပါတ်1ကတော့ line ပေါ့နော်ဆိုတော့မြင်းချောင်းကိုကျွန်တော်တို့တွေဖြောင်းနေအောင်ဆွဲနိုင်ရမယ်အကွေအကောက်ပေါ့နော်အကုန်လုံးကိုပိုင်းနိုင်အောင်ဆွဲနိုင်ရမယ်ဆိုတော့နံပါတ်2ကတော့ shape ပေါ့နော်ရာဝတ္ထုရဲ့ပုံသဏ္ဍာန်အလားအလာတွေအကုန်လုံးကိုကျွန်တော်တို့တွေပိုင်းနိုင်အောင်ရေးနိုင်ရမယ်ဆိုတော့နောက်တစ်ခုက proportion ပေါ့နော်ဆိုတော့အရွယ်အစားပေါ့နော်ဆိုတော့အရွယ်အစားမှာကကျွန်တော်တို့သေးရင်ပဲဖြစ်ဖြစ်ကြီးရင်ပဲဖြစ်ဖြစ်ဒီလက်ကပိုင်နိုင်အောင်ရေးနိုင်ရမယ်နောက်တစ်ခုကတော့ light and shadow ပေါ့နော်ဆိုတော့ light and shadow မှာအလင်းအမှောင်နှစ်ခုရှိရပေါ့နော်ဆိုတော့အလင်းထိုးလို့ရှိရင်အရေးကြမယ်ဒီအဲ့သဘောတဘာဝကိုနားလည်ရမယ်ဒီနံပါတ်5 perspective မှာကျွန်တော်တို့နီးဝင်းမြင်သဘောတရားပေါ့နော်ဆိုတော့နီးဝင်းမြင်သဘောတရားကိုသိရမယ်ပေါ့နော်ဆိုတော့အရာဝတ္ထုနီးလို့ရှိရင်ဘယ်လိုပုံသဏ္ဍာန်မျိုးဆွဲရမယ်ဆိုတာနဲ့အရာဝတ္ထုကဝေးဝါးလို့ရှိရင်ဘယ်လိုပုံစံမျိုးကျွန်တော်တို့ဆွဲတင်တယ်ဆိုတာကိုသိရမယ်ပေါ့နော်တိုက်တွေအစာအုပ်တွေကားတွေလူတွေစသည့်အရာတွေအကုန်လုံးကိုနီးဝင်းမြင်သဘောတရားကိုနားလည်ရမယ်ဒီ perspective သဘောတရားမှာကျွန်တော်တို့ဘာတွေရှိလဲဆိုတာပဲပြပြပေးသွားမှာပါဒီ day ကိုတော့နောက်ထပ်ဗီဒီယိုမှာပြပြပေးသွားမှာပဲဆိုတော့ဒါကတော့1 point နဲ့ဆွဲထားတဲ့ပုံတွေဖြစ်ပြီးတော့ဒါကတော့2 point အခြေခံဒါကတော့2 point နဲ့ဆွဲထားတဲ့ပုံတွေဖြစ်ပါတယ်ဆိုတော့ဒါကတော့3 point ဖြစ်ပါတယ်ဒါကတော့3 point နဲ့ဆွဲထားတဲ့ပုံတွေဖြစ်ပြီးတော့ဒါကတော့4 point ဖြစ်ပါတယ်ဆိုတော့ဒါကတော့4 point နဲ့ဆွဲထားတဲ့ပုံတွေဖြစ်ပြီးတော့ဒါကတော့5 point ဖြစ်ပါတယ်ဒီ5 point မှာဆိုလို့ရှိရင်ကျွန်တော်တို့များသောအားဖြင့်ဒီဂျပန် animation တွေမှာတွေ့ရတတ်တဲ့နောက်တစ်ခုကကျွန်တော်တို့တွေလမ်းဘေးမှာအမြဲတမ်းတော်တော်များအခုလူငယ်တွေရိုက်တဲ့ပုံလေးရှိပါတယ်ပေါ့နော်ဒီအမှန်ဘလူးနဲ့ရိုက်ချက်ပေါ့နော်ဒါတော့ fit eye လို့လည်းခေါ်ပါတယ်ဒါကတော့ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့5 point perspective ဖြစ်ပါတယ်